င်္ဂလာပါရှင် Spooky Cabin မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ကျမတို့ဟာလူသားသမိုင်းမှာအစမ်းကျယ်ဆုံးအချမ်းတန်းဆုံးနဲ့မိကွန်းထုတ်เสียအကောင်းဆုံးဖြစ်ရမှန်တစ်ခုစီကိုခီးနေကြမှာပါအပူချိန်အနောက်30ဒီဂရီပတ်လည်မှာအဆုံးမရှိတဲ့နှင်းပြင်တွေအဲ့ဒီညကရုရှားနိုင်ငံယူရေတောင်တန်းကြီးပေါ်မှာလူငယ်9ယောက်ရှိနေခဲ့ပါတယ်သူတို့ဟာတာမန်လူတွေမဟုတ်ပါဘူးအတွေ့အကြုံရဲ့ကျွမ်းကျင်တောင်တသမားတွေအင်ဂျင်နီယာကျောင်းသားတွေပါဒါပေမဲ့နောက်တနေ့မနက်မိုးလင်းတဲ့အခါသူတို့ထဲကတယောက်မှသက်ရှင်မကျန်ရခဲ့ပါဘူးသူတို့တည်ဆုံသွားပုံကတာမန်တဘာဝဘေးအန္တရာယ်အကြောင်းမဟုတ်ဘူးတဲ့အိမ်ထဲကနေဓာတ်နဲ့လီးပြီးဖောက်ထွက်ထားတယ်တချို့ကဝစ်စာရီမပါဘူးတချို့ရဲ့မျက်လုံးတွေရှာတွေပျောက်ဆုံးနေတယ်တချို့ရဲ့ဝစ်စာရီပေါ်မှာရေဒီယိုတတိကျ radiation တွေတွေ့ရတယ်ဒါဟာယူသားတွေလားရုရှားစစ်တပ်ရဲ့လျှို့ဝှက်လက်နက်လားဒါမှမဟုတ်ဒေသခံတွေယုံကြည်တဲ့တောကြီးမွေဟောက်ရက်တီလိုတရဝါကြီးလားနှစ်ပေါင်း60ကျော်ကြာလျှို့ဝှက်ချက်တစ်ခုအဖြစ်တည်ရှိနေခဲ့တဲ့ Dialogue Pass ဖြစ်ရမှန်ကိုအတူတူခန်းစားကြည့်ကြရအောင်ပါရှင်အချိန်က1959ခုနှစ်ဇန်နဝါရီလဆိုဗီယက်ယူနီယံခေတ်ပါအသက်23နှစ်အရွယ် Igor Dialog ဦးဆောင်တဲ့ကျောင်းသားအဖွဲ့ဟာ Ural Polytechnic Institute ကနေစုဖွဲ့ပြီးတော့ခီးထွက်လာကြတယ်သူတို့ရဲ့ရည်မှန်းချက်ကအိုတိုတန်လို့ခေါ်တဲ့တောင်ထိပ်ကိုရောက်ဖို့ပါဒေသခံမန်စီဘာသာစကားအရအဲ့ဒီတောင်နာမည်ရဲ့အဓိပ္ပာယ်ကမတော်နဲ့ Don't go there တဲ့နာမည်မှာကတည်းကနမိတ်မကောင်းပါဘူးနော်အဖွဲ့မှာစုစုပေါင်း10ယောက်ရှိပါတယ်10ယောက်ကယောက်ျားလေး2ယောက်ကမိန်းကလေးသူတို့အားလုံးကကျမ်းမာတန်ဆွမ်းပြီးတော့တောင်တက်အဆင့်နဲ့အောင်မြင်ထားတဲ့သူတွေပါဒီခီးစဉ်ပြီးရင်အမြင့်ဆုံးအဆင့်1ကိုရကြမှာပါဇန်နဝါရီ28ရက်နေ့မှာတော့ကံကောင်းတယ်လို့ပဲပြောရမလားအဖွဲ့ဝင်ယူရီယူတင်ဆိုတဲ့ကောင်လေးနေမကောင်းဖြစ်တာကြောင့်လမ်းကနေပြီးတော့လှည့်ပြန်သွားခဲ့ရပါတယ်သူဟာဒီအဖွဲ့မှာတူတီသောအသက်ရှင်ကျန်ရည်သူဖြစ်လာမယ်ဆိုတာအဲ့ဒီချိန်ကဘယ်သူမှမသိခဲ့ပါဘူးကျန်တဲ့9ယောက်ကတော့ခရီးဆက်ခဲ့ကြတယ်သူတို့ရဲ့ဒိုင်ယာရီမှတ်တမ်းတွေအရသူတို့ဟာပျော်ပျော်ပါပါပဲတချင်းတွေဆိုကြဓာတ်ပုံတွေရိုက်ကြနေပေါ့ February 1ရက်နေ့ညနေခင်းမှာသူတို့ဟာဟိုလက်စာလို့ခေါ်တဲ့တောင်ဆောင်တစ်ခုမှာစကန်ချဖို့ဆုံးဖြတ်လိုက်ကြတယ်အဲ့ဒီတောင်နာမည်ရဲ့အဓိပ္ပာယ်ကတော့သေမင်း Dead Mountain နဲ့ရှက်တွေကြာသွားပါပြီ February 12ရက်နေ့မှာပြန်ရောက်ရမယ်သူတို့အဖွဲ့စီကဘာအဆက်သွဲမှမရတော့ဘူးမိသားစုတွေကစိုးရိမ်လာကြပါပြီအဲ့ဒါနဲ့ပဲကယ်ဆယ်ရေးအဖွဲ့တွေစစ်တပ်နဲ့ရဟတ်ယာဉ်တွေလှုပ်ပြီးရှာဖွေကြပါတော့တယ် February 26ရက်နေ့မှာတော့ကယ်ဆယ်ရေးအဖွဲ့ဟာတောင်ဆောင်ပေါ်မှာထိုးထိုးတောင်တောင်ဖြစ်နေတဲ့အရာတစ်ခုကိုလမ်းမြင်လိုက်ရတယ်အဲ့ဒါကတော့သူတို့ရဲ့တဲပါပဲဒါပေမဲ့မြင်ကွင်းကထူဆန်းနေတယ်တဲတဲ့ကတဝက်လောက်ကနှင်းဖုံးနေတယ်အထဲမှာလည်းဘယ်သူမှမရှိဘူးဒါပေမဲ့ပစ္စည်းတွေအဝတ်စားတွေဖက်နှက်တွေအစားအသောက်တွေအကုန်ကျန်နေခဲ့တယ်အဆန်းဆုံးကတော့တဲကအထဲကနေဓာတ်နဲ့လှီးပြီးတော့ဖောက်ထွက်ထားတာပါအပြင်ကဝင်လာတဲ့သူကလှီးထားတာမဟုတ်ဘူးနော်အထဲမှာရှိနေတဲ့သူတွေကအလုအရက်ပြေးထွက်ဖို့လှီးခဲ့ကြတာပါတဲအပြင်မှာလည်းခြေရာတွေကိုတွေ့တယ်9ယောက်စလုံးရဲ့ခြေရာတွေဒါပေမဲ့တချို့ကခြေပလာနဲ့တချို့ကခြေအိတ်တစ်ဖက်ထဲနဲ့အပူချိန်အနောက်30ဒီဂရီမှာဖက်နှက်မပါပဲထွက်ပြေးရလာအောင်သူတို့ဘာကိုကြောက်နေခဲ့တာလဲတဲနဲ့ဂိုက်1500လောက်အကွာတစ်တော်ဆက်မှာပထမဦးဆုံးအလောင်းနှလောင်းကိုတွေ့တယ်သူတို့ကအတွင်းကမောင်းမီလောက်ပဲဝတ်ထားတယ်မိဖို့ထားတဲ့လက္ခဏာတွေတွေ့ရပြီးတော့တစ်ပင်ပေါ်ကိုတက်ဖို့ကြိုးစားရတဲ့ဒဏ်ရာတွေသူတို့လက်မှာတွေ့ရတယ်
တခုခုကိုကြောက်လန့်ပြီးတော့တစ်ပင်ပေါ်ကနေစောင့်ကြည့်နေခဲ့ပုံပါပဲနောက်ထပ်အလောင်း3လောင်းခေါင်းဆောင်ဒိုင်ယာဝတ်အပါဝင်အလောင်း3လောင်းကိုတော့တဲစီကိုပြန်သွားဖို့ကြိုးစားနေတဲ့ပုံစံနဲ့တွေ့ရတယ်ကျန်တဲ့လေယာဉ်ကိုတော့2လကြာမှတွေ့တယ်သူတို့ကကြောက်ကဘာတစ်ခုထဲမှာနှင်းတွေအောက်ကိုမြုပ်နေတာပါသူတို့ရဲ့ဒဏ်ရာတွေကအဆိုးဆုံးပဲကားထက်ခံရတယ်လို့မျိုးနံရိုးတွေကျူးကျင်နေတယ်ဘောင်းကွန်တွေအကွဲနေတယ်ဒါပေမဲ့အပြင်ပန်းမှာတော့ညုံမဲဆွဲတာကလွယ်ရင်သူ့ထွက်ဒဏ်ရာမရှိဘူးအတွင်းဒဏ်ရာတွေကြီးပဲအဆိုးဆုံးကတော့အမျိုးသမီးအဖွဲ့ဝင်ဒေါ်ပီနီနာရဲ့ရှာမျက်လုံးတွေနဲ့နှာခမ်းသားတွေပျောက်ဆုံးနေတာပါဒီဖြစ်ရက်ကိုစုံစမ်းစစ်ဆေးနေသူတွေအကုန်လုံးခေါင်းစားကုန်ကြတယ်ဘလို့အရာတွေကဒီလိုတက်ဖြစ်နိုင်တယ်လဲအလောင်းတွေရဲ့ဝိစာတချို့မှာရေဒီယိုတက်တိကြွ radiation တွေတွေ့ရတယ်လို့စစ်ဆေးချက်တွေထွက်လာတော့လူတွေပိုတုန်လှုပ်သွားတယ် theory တွေမျိုးမျိုးထွက်ပေါ်လာတယ်အဲ့ဒီညကတခြားတောင်တသမားတချို့ကကောင်းကင်မှာလေမအောင်လင်းတန်းကြီးတွေတွေ့ခဲ့တယ်လို့ဆိုတယ်ဒါဟာဆိုဗီယက်စစ်တပ်ရဲ့ဒုံးကျည်စမ်းသပ်မှုလားဒုံးကျည်ပေါက်ကွဲပြီးထွက်လာတဲ့ shock wave ကြောင့်သူတို့ရဲ့အတွင်းကလေးစားတွေကြေမွသွားတာလားဒေသခံတွေယုံကြည်တဲ့လူဝင်ကြီးတွေရဲ့လက်ချက်လားဒါပေမဲ့အခင်းဖြစ်ပွားရနေရမှာတခြားဇိမ်းရှည်တစ်ခုမှမတွေ့ရပါဘူးလေတိုက်ခတ်ပုံကြောင့်လူကိုရွတ်သွတ်သွားစေနိုင်တဲ့ချိန်နှုန်းနဲ့အတန်လိုင်းတွေထွက်ပေါ်လာပြီးတော့သူတို့အချင်းချင်းတက်ဖြတ်ကြတာလားဒါပေမဲ့ဘယ် theory ကမှအားလုံးကိုခြုံငုံပြီးအဖြေမပေးနိုင်ခဲ့ပါဘူးရုရှားအစိုးရကလည်းဒီအမှုတွေကို compelling natural force တွန်းလှန်မရနိုင်တဲ့သဘာဝအင်အားစုတစ်ခုကြောင့်လို့ဆိုပြီးတော့အမှုပေးလိုက်တယ်။ file တွေကိုလည်း secret စိတ်ရိုက်ပြီးတော့သိမ်းဆည်းထားလိုက်ပါတယ်။နှစ်ပေါင်း60ကျော်လာခဲ့ပါပြီ။2021ခုနှစ်မှာတော့ဆွစ်ဇာလန်နိုင်ငံသိပ္ပံပညာရှင် Alexandra Postrin နဲ့ Johan Gaume တို့ဟာဒီပု္ပ္ပာကိုဖြည့်ရှင်းဖို့ကြိုးစားခဲ့ကြတယ်။သူတို့ဟာ Hollywood ကနာမည်ကြီး Bronson ကာတွတ်ကာမှာသုံးခဲ့တဲ့နှင်းကျစင်ပေါ် animation နည်းပညာကိုအသုံးပြုပြီးတော့ကွန်ပျူတာနဲ့တွက်ချက်မှုတွေလုပ်ခဲ့ကြတယ်။ရလဒ်ကတော့သူတို့ဟာ slab avalanche ကြောက်ပြားပုံစံနှင်းတွတ်ပြကြခြင်းဆိုတဲ့ theory ကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဖြစ်ရမှန်ကဒီလိုဖြစ်နိုင်ပါတယ်။အဖွဲ့သားတွေဟာတဲထုတ်ဖို့အတွက်နှင်းတောင်ဆောင်ကိုကျူးပြီးနေရာညှိခဲ့ကြတယ်။ဒါကနှင်းလာရဲ့အောက်ခြေကိုမတည်မငြိမ်ဖြစ်စေခဲ့တယ်။ညဘက်လေပြင်းတိုက်တဲ့အခါမှာအပေါ်ကခဲနေတဲ့နှင်းလွှာကြီး slab ကပြိုကျမလာပဲနဲ့ရှော့ဆင်းလာပြီးတော့တဲပေါ်ကိုဖိချလိုက်ပါကားတစ်စီးလောက်လေးလံနဲ့နှင်းတုံးကြီးကအိပ်ပျော်နေတဲ့သူတို့ကိုဖိကျသွားတဲ့အခါနိုင်ရိုးတွေကျိုးခေါင်းကုန်တွေအပ်ကုန်တယ်ဒါပေမဲ့နှင်းကဖိထားတာဖြစ်လို့အပြင်တန်းရမရခဲ့တာပါဒါဆိုဘာလို့အဝတ်မပါပဲထွက်ပြေးကြတာလဲဒါကိုတော့ paradoxical undressing လို့ခေါ်ပါတယ်လူတစ်ယောက်ဟာအလွန်အမင်းအေးခဲ့ပြီးဒီကနေ့အချိန် hypothermia ရောက်တဲ့အခါအုံနောက်ကအာယုံခံစားမှုမှားယွင်းပြီးတော့ပူလောင်လာတယ်လို့ခံစားရတတ်ပါတယ်။ဒါကြောင့်မသိခင်မှာအဝတ်တွေကိုချွတ်ပစ်တတ်ကြပါတယ်။မျက်လုံးနဲ့ရှာတွေပြောင်းနေတာကတော့ဝမ်းနည်းစရာကောင်းပေမဲ့တဘာဝတရားပါပဲ။သူတို့သိဆုံးပြီးမှတောကောင်ငယ်လေးတွေငှက်တွေလာစားတော့တာဒါမှမဟုတ်နင်းထဲမှာပုတ်ပွဆွေးမိသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ Dial of Pass ဖြစ်ရဟာရုပ်ဝတ်ဆန်းကျင်မှုတွေနဲ့ပြည့်နှံ့နေပေမဲ့နောက်ွယ်မှာတော့တဘာဝတရားကြီးရဲ့ကြောက်မွဲ့ဖွယ်ကောင်းတဲ့စွမ်းအားနဲ့လူသားတွေရဲ့ရှင်သန်လို့စိတ်ကိုတွေ့ရပါတယ်။သူတို့ဟာနောက်ဆုံးချိန်ထိအချင်းချင်းမစွန့်ပစ်ခဲ့ကြပါဘူး။ဒဏ်ရာရနေတဲ့တငယ်ချင်းတွေကိုကြွဲကိုရင်ဝတ်စားတွေကိုဝင်မျှဝတ်စေရင်အတူတူရင်ဆိုင်သွားခဲ့ကြတာပါ။ဒီနေ့တော့ Dutch Mountain ပေါ်မှာသူတို့အတွက်အထိမ့်မဲ့ကြောက်တိုင်လေးတစ်ခုရှိနေပါပြီ။သူတို့ရဲ့ဓာတ်ပုံတွေနဲ့အတူပေါ့ဒီဇလန်ကကျမတို့ကိုသင်ခန်းစာပေးနေတာကတော့အမှန်တရားဆိုတာဘလောက်ပဲကြာကြာဒီနေ့တော့ပေါ်လာတက်စမြဲပါပဲဆိုတာပါပဲ။နားဆင်ပေးခဲ့ကြတဲ့ Spooky Cabin မြန်မာပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။